အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရိုးရှင်းလွယ်ကူတဲ့ပစွန်ချောင်းငရုတ်တီချက်ချက်ပြသွားပါမယ်ရှင်ငရုတ်တီချက်ဖို့အတွက်လိုအပ်တာတွေကတော့ငရုတ်တီပွားတောင်းရှည်ငရုတ်တီကြက်သွန်ဖြူကြက်သွန်နီနဲ့ပစွန်ချောင်းမုံတို့ပဲဖြစ်ပါတယ်အရင်ဦးဆုံးကြက်သွန်ဖြူနဲ့ကြက်သွန်နီတို့ကိုထောင်းပါမယ်နော်အရင်မညက်ရင်လည်းရပါတယ်ရှင်ပြီးရင်ငရုတ်ပွားတောင်းရှည်ကိုမထူမပါအမြောင်းလေးတွေလွှာထားပါမယ်ရှင်ငရုတ်သီးကိုလည်းပပလေးလွှာထားပါမယ်စီပူလာပြီဆိုရင်ကြက်သွန်ဖြူနဲ့ကြက်သွန်နီထောင်းထားတဲ့ဟာကိုအရင်ဆုံးစီတက်ပါမယ်နော်စနွေးမုံနည်းနည်းထည့်ပါမယ်ဒီနေရာမှာမိမိကငပိကြိုက်တယ်ထည့်ချင်တယ်ဆိုရင်လည်းထည့်လို့ရပါတယ်ကြက်သွန်အဖြူအနီးစီးတက်ထားတာတွေအယောင်ပြောင်းလာပြီဆိုရင်ပစွန်ချောင်းမုံထည့်ပါမယ်ငရုတ်သီးခွဲချမ်းထည့်ပါမယ်ရှင်ငရုတ်ပွားတောင်းနေနည်းနည်းလေးဣသွားအောင်လို့ရေနည်းနည်းထည့်ပြီးတော့ဖုံးအုပ်ထားပါမယ်ထည့်ထားတဲ့ရေတွေခန်းကာနီးပြီဆိုရင်လွှာထားတဲ့ငရုတ်တီထည့်ပါမယ်ရှင်စားနဲ့ကြက်သားမုံထည့်ပါမယ်အခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့ပစွန်ချောင်းငရုတ်တီချက်ရပါပြီရှင်ကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်